ပြန်ကျွန်တော်ကတော့ထွန်ပါကျွန်တော်အခုချိန်မှာဆိုရင်တော့ကျွန်တော်ဒီနေ့ဒီကိုနှစ်ကောင်တယောက်လာရဲ့စစ်တူကြီးပေါ့နော်မင်းကလေးရဲ့ယောက်ျားလေးရဲ့ပါအဲ့တော့ကျွန်တော်ပြမှာဖြစ်ပါတယ်အပေါ်တက်ကိုတွားလိုက်ရအောင်ပြတွားမယ်โอเคကျွန်တော်အောက်ဆင်းမယ်ကိုပိုင်သွားမယ်ပေါ့ကျွန်တော်ကိုပိုင်သွားပါမယ်ဟိုပိုင်သွားမှာကျွန်တော်ဒန်းသွားစီးကိုပိုင်ကတော့သွားစီးနေသွားလို့ရတယ်အားလုံးချစ်ဒန်းစီးရမိုးရရွာကြီးရှာဒီတို့အချိန်တွေကိုချက်ရှော့โอเคတော့ဒီဘက်အိတ်ဒီဘက်အိတ်ကိုမီးဖွင့်ပါမယ်โอเคဒါပြန်ပိတ်ပါမယ်ပြီးပြီဆိုရင်တော့ဒါတော့ဒီဘက်အိမ်ပဲဖြစ်ပါတယ်ဒီဘက်အိမ်မှာတော့ဘာအရှုံးမှမရှိပါဘူးဒါတော့စီးကျူသမားတွေစားတဲ့ဟာပဲဖြစ်ပါတယ်ကျွန်တော်အမေစားတာပဲဖြစ်ပါတယ်မှာပါဒါရေးစိမ်ပြီးစားရတာပေါ့နော်โอเคနောက်ဘေးအထိတော့ကျွန်တော်လိုက်မပြတော့ဘူးဒါဂစ်တာပါကျွန်တော်တီးတာပါโอเคဟိုဘက်ချက်ပြန်သွားမယ်ဒါလေးပိတ်လိုက်တော့ခုကတော့ကျွန်တော်တို့ဒါကတော့ဘောလုံးပဲဖြစ်ပါတယ်โอเคကျွန်တော်တို့အခုဆိုရင်တော့ဖြစ်ကျွန်တော်တို့ကခုဆိုရင်တော့ကျွန်တော်ဒီဘက်အိမ်ပြန်ရောက်ပါပြီဖြစ်ပါတယ်လက်မှန်ကြရင်ဒီနေ့ကစူပါဆန်ဒေးဆိုတော့လက်မှန်ကြရင်ကျွန်တော်တို့ကြောင်းတာတော့မယ်ပေါ့နော်ကြောင်းတာပါဆိုကျွန်တော်ဝမ်းနေပါလေဝမ်းနေတယ်ဆိုမှလည်းခုတော့ရှိပါတယ်အဲ့တော့မဟုတ်ပါဘူးအဲ့ကွန်ပျူတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဆွဲထားတဲ့ပချီကားပဲဖြစ်ပါတယ်โอเคသွားမယ်โอเคကျွန်တော်ဖက်သွားရမယ်ဆိုတော့ဘယ်ဟိုမှတော့သွားစရာမရှိပါဘူးအားကျွန်တော်ပဲဖြစ်ပါတယ်တပ်ပလက်နဲ့ရိုက်တာပေါ့နော်ကျွန်တော်တပ်ပလက်နဲ့ရိုက်တာပဲဖြစ်ပါတယ်တပ်ပလက်ရဲ့အနောက်ကပုံကကျွန်တော်ကိုယ်တိုင်ဆွဲတာဖြစ်ပါတယ်โอเคတော့တချင်းသားထောင်လိုက်ပါ